ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့အစီကားဆုံးနေရာဖြစ်တဲ့စူကူဗစ်လမ်းမကြီးပေါ်ကဝတ်တထုံဘုံကြီးကျောင်းကိုရောက်ဖူးကြပါတလားဒီကျောင်းတော်ကြီးဟာနေ့စဉ်တိုင်းများလူတွေရာနဲ့ချီလာရောက်ဝတ်ပြုဆုတောင်းကြတဲ့အပြင်နာမည်ကြီးအမှုပညာရှင်တွေနဲ့နိုင်ငံရေးသမားတွေရဲ့နာရီကိစ္စတွေကိုအမြဲလိုကျင်းပလေးရှိတဲ့နေရာတစ်ခုပါဒါပေမဲ့ဒီလိုခမ်းနားထည်ဝါပြီးလူစီကားလာတဲ့ကျောင်းတော်ကြီးရဲ့ကျမ်းမြေအောက်မှာဘယ်သူမှမသိခဲ့တဲ့ထိတ်လန့်ဖွယ်လှုပ်ဝက်ချက်တစ်ခုနှစ်ပေါင်းများစွာကင်းအောင်နေခဲ့တဲ့ဆိုရင်တင်ယုံနိုင်ပါမလားအကြာသေးခင်ကမှကျောင်းတော်ကြီးရဲ့အစာဦးတစ်ခုကိုပြုပြင်မောမှန်ဖို့ကျမ်းမြေကိုဖောက်ချလိုက်တဲ့အခါအောက်ခြေမှာလှုပ်ဝက်ခန်းတစ်ခုမမျှော်လင့်ပဲတွေးရှိခဲ့ရပါတယ်ပိုပြီးအံ့ဩtiếစရာကောင်းတာကတော့ဒီခန်းထဲမှာဖုံးကွယ်ထားတဲ့လူရိုးစုတွေကပါထိတ်လန့်ဖွယ်ရာတွေးရှိခဲ့ရတာပဲဖြစ်ပါတယ်ဒီရိုးစုတွေကဘယ်သူတွေလဲဘာကြောင့်ဒီကျောင်းတော်အောက်မှာရောက်နေရလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာတူတူလေ့လာကြည့်အောင် Presented by Consunchar ဒီအဖြစ်အပျက်ကိုတေချာနားလည်ဖို့အတွက်ဝတ်တထုံကျောင်းတော်ကြီးရဲ့နောက်ခံကိုအရင်ဆုံးတည်ထားဖို့လိုအပ်ပါတယ်ဝတ်တထုံဟာ1938ခုနှစ်ဝန်းကျင်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီးဘန်ကောက်မြို့ရဲ့အထင်ကရတမိုင်းဝင်နေရာတစ်ခုပါနှစ်ပေါင်း80ကျော်တက်တန်းရှိပြီဖြစ်တဲ့ဒီကျောင်းတော်ကြီးဟာအချိန်ကာလကြာမြင့်လာတာနဲ့အမျှအချို့သောအဆောက်အဦတွေကဟောင်းနှမ်းယိုယင်းလာခဲ့ပါတယ်ဒါကြောင့်မို့ကျောင်းနိုင်ဆရာတော်နဲ့ဂောဘကအဖွဲ့တွေကကျောင်းတော်ရဲ့အဓိကအဆောင်တစ်ခုကိုအကြီးစားပြုပြင်မွမ်းမံမှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်စာပိုင်းမှာတော့ဒါဟာတာမန်ပြုပြင်ရေးလုပ်ငန်းစဉ်တစ်ခုလိုပဲအားလုံးကထင်မှတ်ခဲ့ကြတာပါလူသမားတွေဟာဟောင်းနှမ်းနေတဲ့ကျန်းငင်တွေကိုခွာချပြီးအုတ်မြစ်ကိုစစ်ဆေးဖို့စတင်လုပ်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့တူးဆွားနေတဲ့ကျန်းမြေအောင်မှာသူတို့ကိုစောက်ကြုံနေတဲ့အရာတစ်ခုရှိနေတယ်ဆိုတာတော့ဘူးမှကြုံမသိခဲ့ကြပါဘူးပြုပြင်ရေးလုပ်ငန်းတွေစတင်ပြီးရအနှမ်းငယ်ကြာမှာတော့လူသမားတယောက်ဟာကျန်းမြေရဲ့ဒေါက်တနီယာကိုဆက်နဲ့ဖောက်ချလိုက်ချင်မှာတော့ထူးဆန်းတဲ့တန်တကူကြားလိုက်ရပါတယ်အောက်ခြေဟာချစ်လက်တဲ့မြေကြီးမဟုတ်ပဲဟာလာဟင်းလင်းဖြစ်နေတဲ့လေဟာနာတန်မျိုးပါလူသမားတွေကဘောက်ကိုပိုကျအောင်ဖောက်ချလိုက်တဲ့အခါမှာတော့အောက်ကိုဆင်းသွားလို့ရတဲ့လှေကားထစ်ဟောင်းလေးတချို့ကိုမှောင်မိုက်နေတဲ့အတက်မှာအံ့ဖွယ်တွေ့လိုက်ရပါတယ်။ရဲကိုဓမီနဲ့ထိုးကြီးလိုက်ချိန်မှာတော့အလုံးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။အဲ့ဒါကနှစ်ပေါင်းများစွာပိတ်လောင်ထားပုံရတဲ့အုပ်ရိုးတွေနဲ့ကာယံထားတဲ့လှို့ဝဲမီအောက်ခန်းငယ်တစ်ခုပါပဲ။ခန်းထဲကနေဆိုးရွားပြင်းထန်တဲ့အနက်အတက်ဟောင်းကြီးတစ်ခုကထွက်ပေါ်လာပြီးဖုံမုတ်တွေနဲ့ပင်းကူအိမ်တွေကလည်းအပြည့်ပါပဲ။ဒါပေမဲ့လူသမားတွေကိုအလံကြားဖြစ်စေခဲ့တာကအဲ့ဒီအခန်းရဲ့ကျမ်းမြေမှာပြန်ကျဲနေတဲ့အရာတွေပါပဲဟုတ်ပါတယ်အဲ့ဒါတွေကလူသားတွေရဲ့ရိုးစုတွေနဲ့ဥကောင်းကော်တွေဖြစ်နေပါတယ်အနည်းဆုံးလူ4ယောက်ကနေ9ယောက်လောက်ထိရှိနိုင်မဲ့ရိုးစုတွေကိုတနေရာထဲမှာစုပုံရက်သားတွေးလိုက်ရတာကြောင့်လူသမားတွေလည်းအလုပ်ကိုချက်ချင်းရက်တက်ပြီးကျောင်းနိုင်ဆရာတော်နဲ့ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ရပါတော့တယ်ရခင်မှာမဲ့ဘန်ကောက်မြို့ရဲ့ရဲတပ်ဖွဲ့နဲ့မှုခင်းဆေးပညာရှင်တွေရောက်ရှိလာပြီးကျောင်းတော်ကိုယာယီပိတ်သိမ်းကာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်မှုခင်းဆေးပညာရှင်တွေရကနဦးစစ်ဆေးချက်ရဒီရိုးစုတွေဟာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒါဆိုရင်ဒီရိုးစုတွေကဘယ်ကနေရောက်လာတာလဲ။ဒါဟာရှိခင်ကကြစ်သုံးခဲ့တဲ့နာရီတလီတစ်ခုလား။ဒါမှမဟုတ်အရင်ခေတ်ကဆွေမျိုးတွေကသူတို့ရဲ့ဘိုးဘွားတွေရိုးပြာကိုကျောင်းတော်ရဲ့အုပ်ကူတွေဒါမှမဟုတ်မြေအောက်မှာမြုပ်နှံလေးရှိကြပါတယ်။ဒါပေမဲ့အခုတွေ့ရတာကတော့တေချာစီစဉ်ပြီးမြုပ်နှံထားတာမျိုးမဟုတ်ပဲအခန်းထဲမှာစုပုံထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဒါမှမဟုတ်ဒီနောက်ပိုင်းကာလမှာတက်ခံရပြီးဒီခန်းထဲမှာလှို့ဝှက်မြုပ်နှံခဲ့သလားဆိုတဲ့တန်တရားတွေလည်းထွက်ပေါ်လာပါတယ်။အချို့သောသမိုင်းပညာရှင်တွေကတော့ဒီနေရာဟာဟိုးရင်ကျောင်းတော်မတီဆောက်ခင်ကကူးဆက်ယောဂကြောင့်တေဆုံးသွားသူတွေကိုစုပုံမြုပ်နှံခဲ့တဲ့တင်းချမ်းဟောင်းနေရာဖြစ်နိုင်ပြီးကျောင်းတော်တီဆောက်ခြင်းမှာဒီခန်းကိုအလုံးပိတ်ပြီးအပေါ်ကနေထပ်မံတီဆောက်ခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒီရင်ထွက်ပေါ်လာတဲ့အခါမှာတော့ထိုင်းနိုင်ငံတဝမ်းလုံးနဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာအတော်လေးကိုကြေးရိုက်သွားခဲ့ပါတယ်။နေ့တိုင်းတွာလာဝတ်ပြုနေတဲ့နေရာတစ်ခုအောက်မှာဒီလိုအဖြစ်ပြက်မျိုးရှိနေမှလို့ဘယ်သူမှမထင်တာခဲ့ကြလို့ပါ။လက်ရှိအချိန်မှာတော့ရဲတပ်ဖွဲ့နဲ့မှုကင်းဆေးပညာရှင်တွေဟာရိုးစုတွေကိုဓာတ်ခွဲခန်းကိုပို့ဆောင်ပြီး DNA စစ်ဆေးမှုတွေနဲ့ကာဗွန်စမ်းသပ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။ကျောင်းနိုင်ဆရာတော်နဲ့တန်ဃာတော်တွေကလည်းဒီရိုးစုပိုင်ရှင်ဝိညာဉ်တွေငြိမ်းချမ်းရာရစေဖို့အတွက်ဒီဇူဘီအထူးပရိတ်တော်တွေရော့ဖတ်ပူဇော်ကကုသိုလ်ရည်တွေပြုလုပ်ပေးခဲ့ကြပါတယ်။ဒါပဲဖြစ်ဖြစ်ဒီတွေးရှိမှုဟာခင်မီတိုးတက်နေတဲ့ဘန်ကောက်မြို့ကြီးရဲ့အလဲဘုံမှာတောင်သူ့ဖော်မရသေးတဲ့တမိုင်းဝင်လှည့်ချက်တွေအများကြီးကြံရှိနေသေးတယ်ဆိုတာကိုတက်တည်ပြလိုက်တာပါပဲ။ပရိသတ်ကြီးရောဒီကျောင်းရံနဲ့ပတ်သက်ပြီးမိမိရဲ့ထင်မြင်ယူဆချက်တွေကိုအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးဗျာအဆုံးထိကြည့်ရှုအားပေးနားဆင်ခဲ့ကြတဲ့ viewer တယောက်ချင်းစီတိုင်းကိုလည်းစောင့်ရန်ကျေးဇူးတင်ပါတယ်